ပြောပြမယ် ဝင်းသူစား ရှင်းမ လာအောင်ဒီ ဟုတ် အမပက်ဆိုင်ကလေးကြမ်းခဲ့လို့အဲ့ဒီမလေးသွားယူပေးပါဦးနော် ရှင်းဟုတ်မရရလေးမဒီဂရင်မော်မှာပဲလား ဟုတ်တယ်အမကောင်းအောင်ပါအမပေါ်မတက်နိုင်လို့ကိုညီပါအောင်နော် ဟုတ်ပါ ညမဟုတ်တထားလုံးချင်နေတာပဲကြည့်ရသေးတာပေါ့နေအာမရှောင်ရင်ညပါစက်ပေါက်ကငါအရင်ပိတ်ပြီးလိုက်ဟုတ်တယ်ဒီမှာ အေးနေရောဝင်သူစားငါညကိုပြောကြရှိသေးတယ် 你有垃圾吗？能丢他？第二年裤子嘛，扔扔的，跟他垃圾的。 ရှင်းလာပါမဘာလို့လဲ 他妈又不好吧？哪里有哪里不对他？你要都不被他撇心眼嘞。 ဘာအောင်ပြောချင်တာလဲမ 你那里你要开始啊？你太会了来着。你婚礼要给扫地，你这个你第一什么那个嘞？你前面我们过去就是，没家的路的，没人的路的，没对的路，那表啥心嘞？ ဘာပြောချင်တာလဲမသိဘူးအဲ့ဒီတော့မာကြီးအဲ့လိုဖြစ်သွားအောင်မသိလှုပ်လိုက်တယ်ဆိုတော့ဝင်ထားလိုက်တယ် 那里 အဲ့ဒီမှာ 一下宽嘞， အေးမသွားလိုက်မယ်နော် 什么的啦？你那宽嘞？哇！ 来看你来အမတို့မနေ့ကကိစ္စလေးစုံစမ်းနေတာပေါ့နော်ခိုင်ညာမို့ချုံမှုလဲလို့ရေခေါ်ရောက်သွားတယ်ဆိုတာလည်းညီမတို့သိလိုက်လို့ပေါ့မဝင်းလူစားကိုကျေးဇူးတင်နေတာကဲဝင်းလူစားကအချိန်မီမသိဘူးဆိုလို့ရှိရင်ခိုင်ထုတ်ပြဖြစ်သွားတော့ပြီအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တင်းလေးမှာဗာပြောချင်ရှိတယ် မရှိပါဘူးတီးရလေမာကြီးစိတ်ဝင်ရောက်သွားတယ်ဆိုမှသိရပါရှင့် ဟုတ်လားအဲ့ဆိုတော့မတခါလေးပဲပြောလိုက်တော့မယ်အခုလောလောဆယ်ကမောင်ရှိမှခိုင်ရလဲမရှိဘူးဆိုတော့ခိုင်အားကိုရတဲ့တီတီရပဲခိုင်စားခိုင်ရတာကိုခဏယူပြီးတော့မှတောင်းဆိုချင်တယ် ရှင်ဟုတ်ရပါတယ်မရပါတယ်တီးစူးစမ်းတော့မှာပါတော့မစိတ်ချလာရှိတီရီဆိုတာဒါပဲလေနောက်ဆုံးတော့ငါလိုချင်တဲ့နေရာတစ်ခုကိုရောက်လာဒီပွဲမှာငါနိုင်ပြီလေ ဟုတ်ပြီဒီဒါဆိုလို့ရှိရင်ခိုင်အမကိုကြိုးဖို့ channel report ကိုတစ်ချက်စီစဉ်ပြီးတော့ဆိုလို့ရှိရင်အမကိုတင်ပြီနော် ဟုတ်ကဲ့ပါမဟုတ် မတည်ရတယ်ဘာလို့နေမှလည်းမသိပါဘူးမာကြီးကလည်းစိတ်ဝင်ရောက်တော့ဟုတ်စင်မာလည်းငါတို့ချောင်းနေမှဖြစ်မယ် ဘာတီတိုနဲ့တယောက်တည်းပြောနေရတယ်ငါကြည့်ရကြားရဘူးခုကြည့်တဲ့တိုင်းမပြီးသေးဘူး အမလည်းညီမလည်းလုံနေရပဲလေအမလည်းမြင်နေရပဲဟောပြီးတော့အမကဘာလို့ဒါလဲလာပြောနေရလဲအမကစပါပဲကမဟုတ်လို့ ဒီစကားကဘယ်လိုပြောနေရလဲအရင်ကမဟုတ်ပေမဲ့မဟုတ်ပါဘူးနော်ဒါညီတို့အားလုံးရဲ့ခေါင်းဆောင်ဖြစ်သွားပြီနောက်ဆိုလို့ရှိရင်ညီတို့ကငါခိုင်းတဲ့အတိုင်းလုပ်ရတော့မှအလုပ်ကိုပြီးဖြစ်သွားတယ် အဲ့ပေါ်ရှင်းလို့ဖြစ်ဆိုရင်လောက်ထောင်းဒီကိစ္စရဲ့ဘုံတော့ရှင်းပြောကမပြင်းဘူးဆိုတာမပြောနဲ့တိ ဟုတ်ကဲ့ညီမလေးလားဆိုင် operation မှာဘာခက်ခဲနေရှိလဲနောက်ပြီးဘာတင်ပြချင်ရှိလဲ ဟောအဲ့ဒါလေးမှကလေးလေးဘာလို့အဲ့လေတီးဘာလို့ပေးရမလဲဆိုတော့တေချာဒီလေးလာနေလို့မှနည်းနည်းကြာသွားတာလေမနေ့ပြန်ကြတော့တင်ပေးမယ်လေနော် โอเค အော်ဒါနဲ့လေဒီမှအတွက်အေးဝယ်လာတယ်နောက်တော့ပဲပါအောင်နော် တော်ပြီတီအမချောင်းနဲ့ဆိုလို့ အော်အဲ့ဒါဆိုလို့ရှိရင်အောက်မှာလေးချောင်းဆုပ်ပြည့်စီရှိရကြိုက်ကြဝယ်လာဖို့ခိုင်းနေပြီနော် ဟုတ်ရပြီတီအမမှာပါချစ်စနော် အော်ဟုတ်ပြီရှင်အဲ့ဒါတေးသွားတာဘူးနော်အောင်တင်စားမတို့ operation မှာဘာရဲ့အခက်အခဲရှိနေလဲပြီးတော့အမကဘာတွေ့ကြတယ်ရှိ အခက်ကြီးကခုတည်းကစီတော့အဖေညီမဝင်တဲ့အင်အားနည်းနည်းလောက်ထပ်လို့ဆိုင်ရလူထဆန်းနေဟိုဘက်ဒီလည်းခွဲထားဆိုတော့ဝင်တဲ့အင်အားတိတ်မလောက်ချင်ဘူးနည်းနည်းထည့်ရတော့တော့ အေးလူလာနော်အမတစ်ချက်တင်မိရပြီမဲ့ဒီလားလက်စားရဲ့ကျုံးလုံးကပြောအောင်တချို့လူတွေနဲ့နေရောရမလို့နေနေတော့အမကြုံပြီးကြည့်ပေးတာကြားရနော် ဟုတ်မှာ ဝိသုစာနေရောပါလို့သေးလဲ ကိုကတော့မောက်ကုန်နေအဝယ်တော့တင်ထားရခုတိကိုပြန်ကြလာ ဟဲ့ပစ္စည်းရလို့လေဆိုနေကြိုတင်လေးနဲ့ ကြိုတင်ထားတယ်အမလည်းမမြင်ရသေးလို့ပြန်မကြလာသေးတာ တော့လည်းမချလာသေးဘူးဆိုလေငါ့ remind လေးပြန်လုပ်ဘူးလေလုံရမှာလိုအပ်ချက်တွေဖြစ်နေရတော့ငါတို့လက်မခံနိုင်ဘူးဒါနောက်ဆုံးတစ်ချိန်ဖြစ်ပါစေလောက်ကိုတေချာလောက်
ကလေးတွေကအဲ့လိုပဲပြော ဟောတီးကိုပြောရလေတီးစိတ်တော့မစုံဘူးလေစိတ်ထဲနဲ့မထား ခိုင်းရှင်တော့အဲ့လိုပြောတော့ကြားနေပါ ကလေးတူဘူးဆိုရင် Your luxury hotpot experience.